မောင်မောင်သည်ကျောင်းမှာပြည်သူနေသည့်အကြောင်းတင်ကြားခဲ့ရာစိတ်ဝင်စားသည့်အတွက်အိမ်ရောက်သောအခါအဖေဖြစ်သူနှင့်ဆွေးနွေးပါသည်ဖေဖေတားတို့ဒီနေ့ကျောင်းမှာလေပြည်သူနေတည်သင်ခဲ့ရတယ်တလားကောင်းတာဗောတာရဲ့ပြည်သူနေတီးဆိုတာဒီအရွယ်တွေကနားလည်ထားမှကောင်းတာဟုတ်ဖေဖေတားစိတ်ဝင်စားတယ်တလားတားတို့ကိုလေနိုင်ငံနဲ့လူအဖွဲ့အစည်းအတွက်စောင့်ထိန်ရမယ့်ကျင့်ဝတ်တွေပြီးတော့တာဝန်ဝတ္တရားတွေတရားဥပဒေတွေနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုဆိုတာကိုသင်ပေးတာဖေဖေရဲ့ဟုတ်တာဗောအဲ့ဒါဆိုတားတို့မှာကျင့်ဝတ်နဲ့ပတ်သက်ပြီးဘာတွေစောင့်ထိန်ဖို့လိုတာလဲတားတင်လာခဲ့တာတွေကအဓိကအချက်လေးတွေကိုဖေဖေကိုပြောပြပါဦးပထမဆုံးကတော့လေတားတို့မှာလူသားနဲ့သက်ဆိုင်တဲ့ကျင့်ဝတ်တွေကိုထိန်းသိမ်းဖို့လိုအပ်တယ်တဲ့အနေဆုံးအဆင့်အနေနဲ့ရိုးသားမှုရှိတာမျိုးပေါ့လူတစ်ဖက်သားရဲ့အကျိုးစီးပွားပျက်စီးစေမယ့်အရာတွေကိုလုံးဝမလုပ်ရဘူးတဲ့ဥပမာလူတစ်ဖက်သားကိုရန်ပြူတာအနိုင်ကျင့်တာပြီးတော့လင်းလေးဖျားတာတွေပေါ့တားတို့ကြောင်းပါလေတငယ်ချင်းအချင်းချင်းအနိုင်ကျင့်ကျင်တာပြီးတော့သူများပစ္စည်းကိုခွင့်ပြုချက်မရှိဘဲယူတာမျိုးတွေပေါ့ဗျာနောက်တစ်ဆင့်ကတော့ကိုကြောင့်တခြားသူတွေနဲ့ပတ်ဝန်းကျင်ကိုမထိခိုက်အောင်နေထိုင်ရမယ်တဲ့ကိုပေးထားတဲ့ဂတိကဝတ်တွေကိုအလေးထားတာပြီးတော့သူများနဲ့ချိန်ထားရင်အချိန်မှန်တာကိုချင်းစာတတ်တာမျိုးတွေပေါ့ဗျာဒါအပြင်နေရာတိုင်းအချိန်တိုင်းမှာဘယ်သူမှမတိုက်တွန်းမင်းနဲ့စီကံလိုက်နာဖို့လိုရဲတဲ့ဖေဖေရဲ့ဟုတ်တာဗောကျင့်ဝတ်ဆိုတာကိုချင်းတရားပဲကွာကိုယ်တိုင်ထိန်းချောင်းရမယ်စီးမြင်မယ်ကျင့်ဝတ်လိုက်နာတဲ့သူတွေပတ်ဝန်းကျင်မှာများလာရင်အဲ့ဒီပတ်ဝန်းကျင်လူအဖွဲ့အစည်းကလုံခြုံစိတ်ချရပြီးပျော်စရာကောင်းတဲ့လူမှုအတိုင်းဝိုင်းဖြစ်လာမှာဗောဟုတ်တယ်ဖေဖေနောက်ထပ်လေတာဝန်နဲ့ဝတ္တရားဆိုတာလေသင်ခဲ့ရသေးတယ်ဗျဟုတ်လားကဲဒါဆိုလဲတာဝန်နဲ့ဝတ္တရားအကြောင်းပြောပြပါဦးဟုတ်ကဲ့တာဝန်ဆိုတာကတဲ့ကျောင်းသားဆိုရင်ကျောင်းမမှန်တက်ရမယ်စာကျက်ရမယ်အလုပ်သမားတွေဆိုရင်တော့အလုပ်မမှန်သွားရမယ်အလုပ်တွေကိုပြီးအောင်လုပ်ရမယ်အဲ့ဒါတွေကတာဝန်တွေပဲတဲ့တကယ်လို့ကိုနဲ့သက်ဆိုင်တဲ့တာဝန်တွေကိုမကြေပွန်ခဲ့ရင်အကျိုးဆက်အနေနဲ့ဇာမွေးကြတာလားဒါမှမဟုတ်ရင်လေအလုပ်တွေပြုတ်တာလို့ဖြစ်နိုင်တယ်တဲ့ဝတ္တရားကတော့အဲ့လိုမဟုတ်ဘူးဗျသူကဝတ္တရားပြက်ကွက်လို့ဆိုပြီးတော့မှဓာတ်ရိုက်အကျိုးဆက်တော့ရှိမနေဘူးဒါပေမဲ့ဝတ္တရားပြက်ကွက်တာကတော့လူအတိုင်းဝိုင်းမှာပြစ်တင်ပြောဆိုတာမျိုးရှောင်ကျဉ်ခံရတာမျိုးတွေရင်ဆိုင်ရနိုင်တယ်တဲ့ပြီးတော့မိโอဖာဟိုတွေကိုကျွေးမွေးစောင့်ရှောက်တာဆရာသမားတွေကိုယိုသေးလေးစားတာအကူအညီလိုတဲ့မိတ်ဆွေတငယ်ချင်းတွေကိုကူညီပေးကမ်းတာတွေဟာဝတ္တရားတွေပါပဲတဲ့အဲ့ဒါတွေဟာသားသမီးတွေတပည့်တွေမိတ်ဆွေတွေအနေနဲ့ဆောင်ရွက်ရမယ့်ဝတ္တရားတွေဖြစ်တယ်လို့ပြောတယ်ဖေဖေရဲ့